ရှေ့ကအမေရိကန်ဒေါ်လာ28ဘဏ်တန်ဖိုးရှိတဲ့တူဝနဘူလီလေးစိတ်က Mega Project တစ်ခုမှာပါဝင်မှုအခွင့်အရေးရှိရဆိုရင်မိတ်ဆွေစိတ်ဝင်စားပါလားဗျဒီနေ့ကျွန်တော်စီကိုတကယ် exclusive ဖြစ်တဲ့ business ကြီးတစ်ခုချောင်းပြောပြပေးပါမယ်ဒီစီမံကိန်းကဘန်ကောက်တူဝနဘူမီအပြည်ပြည်ဆိုင်ရာလေးစိတ်ကြီးမှာပြီးဆွေးမယ် EV တက်စီလုပ်ငန်းဖြစ်ပါတယ်အမိုင်ဆုံးချက်ကဒါကိုစာရွက်ပေါ်အစီအစဉ်သက်သက်မဟုတ်ပါဘူးလေးစိတ်မှာcontract တစ်ခုနဲ့လုပ်ပိုင်ခွင့်ချထားတယ်အဆင့်ဖြစ်ပါတယ်အခုရှာနေတာဒီ project အတွက် private investor ပါရင်းနှီးမြှုပ်နှံသူတွေအတွက်အခွင့်အလမ်းကြောင်းနှစ်ခုဖွင့်ပေးထားပါတယ်ပထမလမ်းကြောင်းကတော့ joint venture ဖက်ဆက်သူတို့ကုမ္ပဏီ35%ရာခိုင်နှုန်းနဲ့ချယူနိုင်ပါပါဒုတိယနည်းကတော့ private loan ပါအတိုး12%နဲ့တစ်နှစ်ကနေ2နှစ်အတွင်းကိုအရင်ရောအတိုးပါပြန်ဆက်မယ်အနေထားပါဗျအရေးကြီးတာကဒီ deals ကိုနောက်တဲ့နှစ်ပတ်ကနေတစ်လအတွင်းကိုအများဆုံးအပြီးသက် close မှာပါဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေလုပ်ချင်တယ်ဆိုရင်မိတ်ဆွေတို့စိတ်ဝင်စားရဲဆိုရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်အသေးစိတ်တိုင်းနဲ့ဆွေးနွေးကြတာပေါ့ခင်ဗျာ